အဖက်စာရေးလေးလာပြီးဖောင်နေရလည်းမရဘူးဂျပန်စာအောင်လက်မှတ်ကလည်းမရှိဘူးနောက်ခုဧပြီအတိတ်မှာចောင်းလျှောက်ချင်တော့ဘလို့လျှောက်ရပါလဲမသိဘူးစိတ်ညစ်လိုက်တာဟာမငါတတိရတယ်တနေ့တခုငါ့ကိုပြောထားရှိတယ် FCM မှာဂျပန်စာအောင်လက်မှတ်မလိုဘဲနဲ့ចောင်းလျှောက်လာရတယ်လို့ပြောတယ်ငါတနေ့ကိုထိုးဆက်ကြည့်အောင်ပါပဲအေးပြောတငယ်ချင်း လေဟိုတစ်ခေါက်ကလေငါ့ကိုပြောထားလေနင်မှတ်မိလားမသိဘူး FCM မှာလေဂျပန်စာအောင်လက်မှတ်မလိုဘဲနဲ့လေចောင်းလျှောက်လို့ရတယ်လို့ပြောထားတယ်ငယ်ချင်းမှတ်မိလားမသိဘူး မှတ်မိရလေဘာဖြစ်လို့လဲ2020 April intake တွေလေចောင်းလျှောက်ချင်တာလေအေးဟိုတစ်ခေါက်ကနေရှင်းပြတာလေ FCM မှာအောင်လက်မှတ်မရှိဘဲနဲ့လေခေါ်တာလေးရှင်းပြပေးပါလားဒီနေ့ ။အော်2020 April 8အတွက် FCM မှာဟိုတနေ့က post မှာတွေ့လိုက်တယ်။အောင်လမ်းမရှိလဲရှောက်ထားလို့ရတဲ့ကြောက်ခေါ်စာလေးတွေ့ထားတယ်။မြို့ရင်းနေနဲ့ဆိုလို့ရှိရင်တိုကျိုရှင်းချုခိုနာကိုယာချိပပချန်မြို့လေးတွေနေ့အနေနဲ့ language school တက်ပြီးရဲ့နောက်မှာ College State University စတက်ရှင်နေဆိုလို့ရှိရင်လည်းအဆင်ပြေတယ်။ safe ခါလည်းအရင်မကြည့်ဘူးလေ။ ဟုတ်လားတကယ်ချင်းငါတို့တော့စိတ်ဝင်စားလိုက်တကယ်ချင်းအင်တာဗျူးကဘယ်တော့လောက်လာနိုင်လဲတကယ်ချင်းအေးပြောဟာငါလေအင်တာဗျူးလည်းတစ်ခါမှတွေ့ကြုံမရှိဘူးတော့အင်တာဗျူးကြောက်တဲ့တော့နေ ။ဟောအဲ့တပူမနေပါနဲ့။ အင်တာဗျူးတွေက9လပိုင်းနဲ့10လပိုင်းပထမပတ်မှာမှဖြေရမှာ။အင်တာဗျူးအတွေ့အကြုံရှိလဲလုံးဝစိတ်ကူစရာမလိုနော်။ FCM မှာဆိုလို့ရှိရင်အင်တာဗျူးအတွေ့အကြုံမရှိတဲ့သူတွေအတွက်အင်တာဗျူး training တွေအချိန်မှန်သေချာလေးစစ်စစ်ပြီးတော့ခေါ်ပေးတယ်။သေချာဖို့ဖြေနိုင်မှာပါ။ အေးတကယ်ချင်းအားဆိုရင်လေနောက်ထပ်ကျရင်ငါ FCM မှာချောင်းချရှင်နေတကယ်ချင်းနင်လိုက်ဖို့ပေးလို့ရမယ် ။နောက်ပြန်သွားမယ်ဆိုရင်လိုက်ထည့်ပေးမှာပေါ့။နောက်ပြန်ငါတို့နှစ်ယောက်တူတူ FCM ကိုတစ်ခါသွားကြမယ် အေးဟုတ်ရ။